ကျွန်တော်အခုပြောမှာကဒီရဲ warranty နဲ့ကျွန်တော်တို့ grow up warranty နဲ့ဘယ်လိုကွာလဲပေါ့နော်မှန်တယ်ဒီရဲတွေက9နှစ်အာမခံပေးတယ် grow up တွေက9နှစ်အာမခံပေးတဲ့ပစ္စည်းရှိတယ်မျိုးစုံရှိကြတယ်ပေါ့နော်အာမခံပေးတဲ့ဟာတွေဒါပေမဲ့ဒီရဲရဲ့ warranty ဆိုတာကကြတော့ကျွန်တော်တို့ရောင်းချတဲ့သူတွေကပေးနေရ warranty တွေပေါ့အဲကြတော့တကယ်ပေးတဲ့သူလည်းရှိတယ်တကယ်မပေးတဲ့သူလည်းရှိတယ်တကယ်ပေးရတဲ့သူကကြာတကယ်ပေးရတဲ့သူတွေလည်းရှိကောင်းရှိလိမ့်မယ် customer တွေနဲ့မျက်နှာမပြတ်ချင်လို့ customer နဲ့ဟိုဖောက်တယ်မပြတ်ချင်လို့နောက်ပြီးကြရင်ကျွန်တော်တို့ customer ကိုအဆင်ပြေချင်လို့စိတ်နဲ့ဂျားရနေနှစ်နာခံပြီးဒီအပြိုင်ဆိုင်ရောင်းရတဲ့ဈေးကွက်ကြားမှာကျွန်တော်တို့တာဝန်ယူပေးရတယ်ရှိတယ်ကျွန်တော်တို့အများကြီးလဲဒါမျိုးတွေကြုံတွေ့ခဲ့ဘူးတယ်ကျွန်တော်တို့ grow up ကကြတော့မှန်သူကတော့ရှင်းတယ်မြန်မာနိုင်ငံမှာဟို grow up တွင်းတဲ့သူတွေနဲ့ဘာမှမဆိုင်တဲ့ teacher entitled တစ်ခုအနေနဲ့ service center တစ်ခုလာဖွင့်တယ်ပေါ့နော်ဘယ်လိုလဲဆိုတော့သူ့ရဲ့ grow up service center မှာ CN နံပါတ်ရှိတယ်ဟိုဟာရှိတယ်သူစစ်ကြည့်လိုက်တော့သူ့ပစ္စည်းမှန်တယ်ကန်တယ်ဆိုရင်ကျွန်တော်တို့ကသူကတောင်းဝင်အပြည့်အဝယူတယ်သူပြင်ပေးတယ်သူလုပ်ပေးတယ်သူရဲ့ policy အတိုင်းနေသူတို့ဆောင်ရွက်ပေးရပေါ့နော်အဲကြတော့ကျွန်တော်တို့လိုရောင်းချတဲ့သူတွေအတွက်ကြောက်လဲရဲရောင်းရတယ်ကျွန်တော်တို့ကသုံးမဲ့ customer တယောက်အနေနဲ့စဉ်းစားကြည့်မယ်ဆိုရင်ဂျာမျိုး warranty ကကျွန်တော်အတွက်ကိုပို့ပြီးတော့ဘယ်လိုလဲ safe ဖြစ်စေရပေါ့နော်ဒီရဲကြတော့ကျွန်တော်တို့နိုင်ငံကိုအခုနောက်ပိုင်းဆိုရင်အရန်ပစ္စည်းတွေလည်းအစုံမလုံးတွင်းလာတယ်ပေါ့နော်model ဘောင်းစုံပစ္စည်းဘောင်းစုံအပြုံလိုက်အတုပ်လိုက်မျိုးစုံနှစ်စီမျိုးစုံနောက်ကိုသင်ပစ္စည်းတွေဝင်ခဲ့တယ်ဒါပေမဲ့ကျွန်တော်နိုင်ငံမှာ teacher entitled ဖြစ်တဲ့ service center တခုလာမဖွင့်သေးဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဖွင့်သေးတွင်းတဲ့သူတွေကသူ့ဘာလို့ဒီရဲတစ်စိတ်ကြီးတက်ထားပြီးတော့ service center ဆိုပြီးတော့လုပ်တဲ့ဟာကိုကျွန်တော်ပြောတာမဟုတ်ဘူးတကယ်သူ့ရဲ့ပစ္စည်းကိုမြန်မာနိုင်ငံအတွက်မြန်မာနိုင်ငံကိုဈေးရောင်းပြီးတော့မြန်မာနိုင်ငံကသုံးဆွဲရတဲ့သူတွေအတွက်ကိုတောင်းရင်ယူပေးတဲ့ service center တခု grow up လိုမျိုးကျွန်တော်လာဖွင့်နေတယ်လို့မြင်တယ်ဘာဖြစ်လို့လဲဆိုတော့အခု customer ကြီးလည်းကြုံမှုကြမယ်ဒီ solar လုပ်နေတဲ့သူတွေလည်းကြုံမှုကြရလိမ့်မယ်ဘာပဲတကယ်တမ်းဒီရဲဖြစ်လာရင်ဘသူကတောင်းဝင်ယူမှာတကယ်တောင်းဝင်ယူရတဲ့သူလည်းရှိသလိုတောင်းဝင်ယူရတဲ့သူတွေလည်းအများကြီးရှိရပါတော့တကယ် customer တွေနဲ့မျက်နှာမပြတ်ချင်လို့ customer တွေအဆင်ပြေစေချင်တော့တာဟိုအဆင်ပြေအောင်လုပ်ပေးကြရတာပေါ့နော်မလုပ်ပေးရတဲ့သူတွေလည်းအများကြီးရှိတယ် grow ကတော့ရှင်းတယ်သူ့ရဲ့ပစ္စည်းသူ့ရဲ့ဟိုဟာဆိုရင်သူ့ရဲ့ official website တွေကအတိုင်းသူအာမခံပေးဒါတော့ကျွန်တော်ရဲ့အမြင်ပေါ့နော်ကျွန်တော်ကဒီရဲကိုလည်းမြန်မာနိုင်ငံမှာ service center grow up လိုမျိုး official ဖွင့်စေချင်တယ်ပေါ့နော်ဒါကကျွန်တော်တို့သုံးဆွဲတဲ့သူတွေအတွက်လည်းပိုပြီးတော့ safe ဖြစ်တယ်ဟိုရောင်းချပေးရတဲ့သူတွေအတွက်လည်းပို safe ဖြစ်တယ်ပေါ့နော်အဲတော့တစ်ခါလေကြာလို့ရှင်ကျွန်တော်တို့ဒီရဲရောင်းလို့ရှင်ကျွန်တော်တို့အဲ့လိုပုံပြောပြရဲဒီရဲကတော့သူရဲ့အားရှိရဒါမျိုးတွေအကြောင်းရှိရဆိုတဲ့အကြောင်းပေါ့နော်အမြဲတမ်းပြောပြပေးတယ်ကျွန်တော်တို့ကဒါကတော့ grow up နဲ့ဒီရဲနဲ့ warranty ဘယ်လိုကွာလဲဆိုတဲ့အကြောင်းကိုကျွန်တော်ကပြောပြပေးရပါတော့အချုပ်မှာပြောရမယ်ဆိုတော့ဒီရဲကတော့ကျွန်တော်တို့ရောင်းချတဲ့ style တွေကနေပြီးတော့အာမခံပေးရတယ်ပေါ့ customer နဲ့မျက်နှာမပြတ်ချင်လို့ customer ကိုအဆင်ပြေစေချင်လို့ဟိုလုပ်ပေးရတယ်ပေါ့နော်တကယ်လုပ်ပေးရတဲ့သူတွေရှိတယ်မလုပ်ပေးရတဲ့သူတွေရှိတယ်ကတိုဘကတော့သူ့ပစ္စည်းသူ့ဟာတွေကိုတိတိပပတိတိကျကျအာမခံတယ်ပေါ့နော်ဒါကတော့ဒါဒီနှစ်ခုကြားမှာအာမခံကွဲပြားတဲ့နှစ်ခုကျွန်တော်ရှင်းရှင်းလင်းလင်းပြောပြပေးရဖြစ်ပါတယ်အခုနောက်ပိုင်းဆိုရင်ဒီရဲရလည်းစုံပလုံဈေးကွက်ထဲရောက်လာပြီဆိုတော့ဒါ customer ကြီးလည်းဝယ်ယူကြမယ်ဆိုရင်တတိထားရအောင်ပေါ့နော်ဘာဖြစ်လဲဆိုတော့ဒီငွေပမာဏတွေကနေတဲ့ငွေပမာဏတွေမဟုတ်ဘူးပေါ့နော်အခုမာသွားတခုချွတ်ချော်သွားရင်ကိုအစင်မပြေဖြစ်တိုင်းကိုလည်းစိတ်အစင်မပြေလို့ရှိရင်ကိုလည်းအာယုံနှောက်ရတာပေါ့နော်ဒီရဲလဲကျွန်တော်ပြောချင်တာဒီရဲလဲ grow up လို့ official service center တခုဖွင့်သင့်တယ်ပေါ့နော်ဈေးမြန်မာနိုင်ငံဈေးကွက်တွေကိုပစ္စည်းအများကြီးတွင်ရောင်းပြီးတော့ service center တခုတော့လာဖွင့်သင့်တယ်ပေါ့ဒါကတော့ကျွန်တော်ရဲ့အမြင်ပေါ့နော်ရွှေကဘာမှာကျွန်တော်တို့ဝယ်ယူအားပေးကြတဲ့ customer ကြီးအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်အားလုံး